ခေတ်ပြက်တထေးဆိုတာကိုသုံးလုံးကြတယ်မလားအတိတ်ပဲကိုတော့အခုကျွန်တော်ပြောပြမယ့်အရာနဲ့ထပ်တူမကြတော့ဘူးထင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်နားလည်လာမှာပါဒီကောင်ကခေတ်ပြက်ထဲမှာတထေးဖြစ်လာတာပါကွာကျွန်တော်တို့နားလည်ထားတဲ့ငငယ်ကခေတ်ပြက်တထေးဆိုတာကတိုင်းပြည်နိုင်ငံရေးမကောင်းတဲ့အချိန်မှာမူရစ်စေဝါရောင်းလောင်ကစားတိုင်လို့လက်နက်မောင်းကိုအယောင်းဝယ်လို့ခိုးရပါပစ္စည်းတွေဝယ်ခေါင်းပုံဖြတ်စားပြီးချမ်းသာလာတယ်လို့ထင်ခဲ့ကြတယ်ဒါကလည်းမှန်ကောင်းမှန်နိုင်ပါလိမ့်မယ်ဒါပေမဲ့ခေတ်ပြက်နိုင်ငံရေးမတည်ငြိမ်လာတာနဲ့အမျှလူတွေမှာပြဿနာတွေများလာကြတယ်ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အမြင်ရှိရင်အစွမ်းအစရှိရင်ခေတ်ပြက်မှာတထေးဖြစ်လာဖို့အခွင့်အရေးပိုရလာတာပဲဘာလို့လဲဆိုတော့စီးပွားရေးလုပ်တယ်ဆိုတဲ့ကိစ္စကလူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးရင်းနဲ့အကျိုးအမြတ်ရလာတာကိုဆိုလိုခြင်းဖြစ်လို့ပါနားမလည်သေးရင်ကိုဗစ်ကာလကိုကြည့်လိုက်ပါmask တွေဈေးတက်ဝယ်မရဖြစ်နေတဲ့အချိန်မှာ mask တွေများများထုတ်ရောင်းပေးနိုင်တဲ့သူတွေကပြဿနာကိုဖြေရှင်းပေးနိုင်တဲ့သူတွေပါပဲအောက်ဆီဂျင် concentrator တွေရှားပါးနေတဲ့အချိန်မှာလည်းဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့သူတွေပဲအကျိုးမြတ်အများကြီးရသွားပါတယ်ထုတ်ရောင်းပေးနိုင်တဲ့သူတွေပါပဲဒီတော့လူတွေရဲ့လိုအပ်ချက်ကိုမြင်ပြီးဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အစွမ်းအစရှိလို့သာခေတ်ပြက်မှာဂွင်မိပြီးတထေးဖြစ်သွားကြတာပေါ့တင်တို့ရဲ့အမြင်တွေရောထပ်တူကြရဲ့လားဘလို့ထင်မြင်ကြလဲဆိုတာကွန်မန့်ထဲမှာမှန်းခဲ့ကြပါဦး